ရွှေမန်းသူလေးမင်္ဂလိစီစီလုံးနေငါသွားမြင်မြင်သူတဲမှာဆွဲလို့မူတဲလေးထိလို့မရတော့ဘူးမြင်မြင်လာပါအိတ်မီရဲ့ဟိုမှာငါတို့ရထားဆိုင်နေပြီတို့ပြောတာပဲအချိန်မီမှာပါလို့အရှိကပြေးသွားလိုက်တာများကြားကြီးလိုက်နေတယ်လို့ပဲရထားလွတ်သွားမှာဆိုလို့ပေါ့ကွယ်ဒီကြားတဲ့ရထားတွေကမှားနေလိုက်သေးရဲ့လေအိုးဒါကတော့ကုန်ထမ်းသမားတွေနဲ့꿰နေရောတေချာမမြင်ရလို့ပေါ့အဲ့ဒါနဲ့နံပါတ်လေးကတ်လွဲသွားတာကဲပါဒါရင်နောက်မှပြောအရင်နေရာရှာကြစို့နော်လာဒီမှာငါတို့နေရာတွေ့ပြီအမလီမောလိုက်တာဟဲ့မနက်ကတည်းကအေးရထားနောက်ကျလို့ပြလှလှဖြစ်နေရငါမှဖြစ်ဆိုင်မှာတော့မွေးငါကောင်းကောင်းမတောက်ခဲ့ရဘူးမြင်တောက်ခဲ့ရပေမဲ့အရသာကောင်းတာနော်ဘူတိုင်ုံနားမှာပဲဆိုတော့ပြန်လာရင်ထပ်သွားကြစို့လေအိုးမနေ့ရထားဆိုတော့ငါတို့အလောတကြီးထွက်လာပြီးထမင်းတို့ဖို့တော့အချိန်မရခဲ့ဘူးဈေးတယ်လာရင်တော့နေ့ကင်စာဖူလုံးကိုဝယ်စားမှဖြစ်မယ်ဟုတ်ပါသူတို့ရဲ့အလာမျောရတာပေါ့ဟုတ်နောက်ဆုံးတော့အိမ်ပြန်ရပြီတော့ရေတို့တွေတစ်နှစ်ပတ်လုံးစာရီအမီလိုက်လုပ်နေရတာနဲ့အိတ်ချိန်တော့ကောင်းကောင်းမရအောင်နော်စာမွေးကြီးမှာတော့တို့တွေဘယ်လိုဖြေခဲ့လဲမသိတော့ပါဘူးကောလိပ်ကျောင်းသူကြီးဖြစ်မှာတော့မချစ်တော့လဲအောက်ငါနေရတော့မှာပေါ့ဘာပဲဖြစ်ဖြစ်ငါတို့မိဘတွေကတော့ဂုဏ်ယူရတာပေါ့ကွယ်ဒါပေါ့အေးမြတ်ကြီးတိုးဆောင်ကလေးဘူတာဆိုင်ပြီးတဲ့အေးမြတ်ကြီးတို့ရေစာလို့ရေလေးဝယ်တောက်ချင်တယ်ငါလေးလိုက်ခဲ့မယ်လေရေစာနေရနဲ့အတော်ပဲရဲ့ဟောဟိုမှာကလေးမလေးတယောက်ရေဥရက်လာတာတွေ့တယ်ဟိုးညီမလေးရေကျွန်တော်တို့ရေလေးနှစ်ခွက်လောက်ရောင်းပေးပါဦးဟုတ်ပြီနော်မမလေးကိုရစီရမယ်ရှင်မောနေရောရေတောင်ထုံနေတယ်လို့ပဲကွယ်ရေဥရဲ့ရေမိုးတင်တယ်ရင်ထဲကိုစိတ်ခနေပဲအခုမှပဲမောပြရတယ်ဘယ်လောက်လဲညီမလေးဟာနှစ်ခွဆိုတော့တမှုပဲပေးပါမမလေးဟုတ်ပြီဒီမှာနော်ညီမလေးကျေးဇူးပါမမလေးကိုစိတ်ကြည်အင်းညလန်းဆန်းပြီးလူရခရီးကိုချောချောမို့ရောက်ပါစေရှင်ဘကိုးပူတာစိုက်ပြီဆိုတော့အိမ်အတွက်လက်ဆောင်ငချင်းလေးစင်းဝင်လာအောင်မယ်လိုက်အောင်မလားအိမ်မင်းလိုက်မယ်နော်ဟိုမှာကြေကြေမုတ်တွေ့တယ်အဲ့ဒါစားချင်နေရတဲ့အတော်ပဲသွားစို့လေဒီမှာငချင်းဝယ်ရင်းစောင့်နေလိုက်မယ်လေနင်းဝယ်ချင်တာရှိရင်တော့ဝယ်လိုက်နော်အိမ်မင်းဟုတ်ပြီနော်အမြန်ပြန်လာခဲ့မယ်ဒီမှာရပြီအိမ်မြတ်အိမ်အတွက်ကိုတော့ငချင်းရယ်ဒီတင်ညက်ရွယ်ပဲဝယ်သွားလိုက်မယ်ဒီမှာကြေကြေနဲ့ရေခဲတို့ကတော့တို့ခုစားဖို့ပေါ့နင်တော်စားနိုင်တာပဲလာအားလုံးဝယ်ပြီးွားရင်လည်းရထားပေါ်ပြန်တက်ဆိုလေအင်းမြတ်တော့မန္တလေးရောက်တာနဲ့မဟာမြတ်မုနီဖျားသွားဖူးအောင်မယ်ရောက်တာကြာပြီလေပြရက်ကတော့ဒီအိမ်အင်္ဂမုတ်တီလုပ်ငန်းနဲ့ပဲဝင်ကူဖြစ်မှာပါအိမ်မင်းလာလိန်အပြင်းပြေပေါ့ဟုတ်ပြီလေတို့လာခဲ့မယ်တို့လေဘာမှလုပ်စရာရှိရမဟုတ်ဘူးရောက်တော့တေချာအနားယူအောင်ပေါ့အေးမြရေသမင်းတော့လာရောက်နေပြီဝယ်ရအောင်ဒီမှာရှင့်ညီမလေးတို့သမင်းတော့ဝယ်မလို့လားဘာသားနဲ့စားကြင်ကြလဲအင်းမြတ်အတွက်ကစက်သားဟင်းလေးနော်ကျွန်တော်တို့ကိုလေသမင်းကိုစက်သားနဲ့တထုပ်ဝက်သားနဲ့တထုပ်ရောင်းပေးပါအောင်နော်ဒီမှာပါညီမလေးတို့နှီးကျိုးရောင်ဆိုးထားတာလေးကဝက်သားဘာရောင်မှမပါလေးကတော့စက်သားတုပ်လေးပါရှင်ဒါလေးကြိုက်ထားပေးအောင်အေးမြတ်တို့ဝင်ရှင်းလိုက်အောင်မယ်နော်သူတို့ကဝတ်သားအတွက်အယောင်လေးနဲ့ခွဲထားတာပဲထမင်းတုပ်လေးကကြီးသားနော်ဟုတ်တယ်ပြီးတော့နော်ရထားဘော်ကထမင်းတုပ်တွေကအရန်စားလို့ကောင်းတာတို့ကစားနေကြမို့အမခံနေတည်လားရထားရတော့ဈေးတွေတက်လာကြပြီဘာရောင်းနေလဲတွားကြည့်ကြမလားတွားမယ်လေဒါနဲ့အနက်လေးကဒီထိအောင်ရောက်တယ်နော်ဘာရောင်းကြရလဲမသိဘူးဟောဒီမှာကြော်စုံတွေရရင်နော်လူကြီးရောကလေးရောရှာလဲသွားစီမဲ့ကြက်ကြော်ငုံကြော်ဇွန်ကြော်တွေပါတယ်နော်ဟောဒီမှာအစာပြေးပဲစားမလားကြောက်ပြုတ်ငုံပြုတ်တွေလေးရှိပါရဲ့တော့အိုးအကျော်ရီစုံနေရပဲစားလို့ကောင်းမဲ့ပုံပဲအင်းမြရောစားကြည့်မလားတို့ဝယ်လိုက်မယ်လေကောင်းတာပေါ့ခုနကလေးကအနက်မွေးနေရဒါကြောင့်ကိုဒီကညီမတို့ပါစားကြမလဲကျွန်တော်ကိုငွန်ကလေးကြော်တစ်ခုနဲ့ပစုံခွက်ကြော်3ခုလောက်ထည့်ပေးပါနော်ပြီးတော့လမ်းမှာအစာပြီးစားရအောင်ကြောက်ပြုတ်တစ်ထုပ်ရောပဲကျွန်တော်ကတော့ကြက်ကြော်2တုံးနဲ့ပစုံခွက်ကြော်2ခုနော်ဟုတ်ပြီဒီမှာညီမတို့အတွက်ရပြီအားပေးလို့ကျေးဇူးတင်ပါတယ်နော်အနက်နဲ့တင်ဒုဘိုက်ကအတန်မြည်နေပြီနည်းနည်းလောက်မြည်ကြည့်ကြအောင်ကြက်သားလေးကနုံညံ့ပြီးမွေးနေရောပဲအသားတော့ပေမဲ့ဝါရတာမမာနေပဲအရသာလည်းအတော်ပဲရဲ့ဒါကိုထမင်းပူပူဟင်းချိုပူပူလေးနဲ့စားရရင်ဖြစ်ဘယ်လောက်တောင်မေးလိုက်မလဲနော်ဟုတ်ပါနော်
အရသာလည်းမစိုးဒီပစုံကွက်ကြော်လဲစားရတာကြွကြွရွရွနဲ့မှုန်းနေရောစီအမနေပဲသူ့အနေထားနဲ့သူကောက်ကောက်ကြော်ထားတဲ့ပုံပေါက်တယ် အဲ့ဒါကြောင့်လေလူတွေဝိုင်းအောင်ဝယ်နေကြတာဖြစ်မယ်ဒါနဲ့မထူးတော့ဘူးစားလက်စားနဲ့ဖတ်တမင်မှာထုတ်စားလိုက်တော့မယ် ဟုတ်တယ်ယထာခုံနေရနဲ့ဘိုက်တောင်ချောင်းသွားပြီသမင်းစားရအောင်အေးမြတ်သိလားသမင်းတော့ကလေးကလीအရသာမပေါ်မငံမဲအနေတော်လေးနဲ့စားလို့ကောင်းတယ်ယထာစီရင်တို့အမြဲစားဖြစ်နေကြ အင်းမြတ်ကအခုမှရထားပေါ်မှာထမင်းဝယ်စားဘူးတာလေဒီလောက်ကောင်းမှမသိခဲ့ဘူးထမင်းထုတ်ထဲမှာအသားရယ်ချမောင်ရွက်ကြော်ရယ်ပင်စိမ်းရွက်ကလေးရယ်တို့စရာတစ်ခွားနဲ့ခါကြက်ဥလဲပါတော့မအီတော့ပဲလိုက်ဖက်နေတာခုနကအကြော်ရီနဲ့တွဲစားတော့ပိုကောင်းသွားတာပေါ့ တို့ရစားပြီးရင်အစီဖိမ့်ပြီးတော့အိပ်ပျော်သွားတော့မှာပဲအားများပြီးမျက်ခွန်နေအောင်လေးလာပြီလေ အိတ်ချင်အိတ်လိုက်နော်ငါတို့ခုနကဝယ်လာတဲ့အချင်းပေါင်းလေးစားပြီးတော့နေလိုက်မယ်မိမသားနှစ်ယောက်တည်းမို့တယောက်ကတော့နိုးချနေရမယ်လေ အချင်းပေါင်းဟုတ်လားပြပါအောင် ဒီမှာလေတရက်သီးနဲ့ခွေးချိုသီးတွေကိုငရုတ်သီးအမှုတ်ဆက်ဆက်လေးဖြူတာချင်းငန်းဆက်လေးအမြင်နဲ့ရင်တည်ကြနေပြီကွယ် တို့တော့ရင်ကျပြီးမစားနိုင်တော့ဘူးဒါဆိုတို့ရင်အိတ်ချင်လို့အိပ်ပြီနော်မန္တလေးဘူတာစားရင်လှမ်းတော့ပြီးအောင်ထားမတော်နဲ့တို့တယောက်တည်း ဟုတ်ပါပြီစိတ်ချလက်ချအိပ်ပါတော့အိမ်မင်းနိုးလာပြီလားငါတို့တာစီပူတာတောင်ကြော်သွားပြီကြည့်ပါဦးရှုခင်လေးကတာယာလိုက်တာလက်ဆက်တဲ့လေကိုရှူနေရလို့လားပဲစိတ်ထဲကိုကြည်လင်းနေရော ဟုတ်ပါနော်ကျောင်းမှာကအဆောင်နေရောသွားစရာကအင်းရကံမောင်မရှိရလေအခုကတဘာဝရှုခင်းတွေကိုဖျက်လာတော့စိတ်ဆိုတာရနေရပဲ ငါတို့တွေသစိမ်းမြေမှာလူစိမ်းနေနဲ့လည်းခင်ခဲ့ပြီးပြီအတွေ့အကြုံအသစ်တွေနဲ့လည်းကြုံခဲ့ပြီးပြီဒီနှစ်အတွင်းတိလိုက်ရတာကတော့လေအိမ်ရဲ့နှွေးထွေးမှုပဲငါအိမ်ကိုအရန်လွမ်းမိရဲ့အထူးသဖြင့်မိဘတွေနဲ့စပွဲပေါ်မှာအဆင်သင့်ရှိနေတဲ့ပူပူနွေ့နွေ့ထမင်းဟင်းတွေကိုပေါ့ကွယ် အတူတူပဲရဲ့တို့ရလည်းမန္တလေးကတမျိုးရဲသားချင်းပင်မဲ့ရန်ကုန်ရောက်မှတိကျွမ်းရတာလေရေစက်ဆိုတာလည်းစုံတက်တာနော်ဘာပဲဖြစ်ဖြစ်တို့ရောလေဘယ်နေရာပဲရောက်ရောက်ပျော်ပျော်ရွှင်ရွှင်နဲ့ကြက်ကြက်မမနေရဖို့ပဲမျှော်ကိုးမိရဲ့ နောက်ပြီးကျေးဇူးပါပဲအိမ်မီရဲ့ကျောင်းတုံးကရောအခုရက်ထားပေါ်မှာရောဖိနပ်မှာမိတ်ဆွေကောင်းဖြစ်ရှိနေပြီလို့နော် အိုးအဲ့လိုမပြောပါနဲ့ဒုညကဒီလိုပဲအမှတ်တရရအများကြီးဖန်တီးသွားရအောင်မလေး စံသာလေးတို့ရေတခါတုန်းကခရီးတခါတုန်းကစားစရာဆိုရဲ podcast လေးကိုနားထောင်ပြီးတော့စုံစုံလို့လိုပဲ1980ခုနှစ်ကမြန်မာလူနေမှုဘဝတွေကိုမျှော်မှန်းမိမယ်လို့ပြောလင့်ပါတယ်ဒီတစ်ခေါက် podcast လေးမှာ1980ခုနှစ်ကဘူရာယုံဒီမှာတွေ့ရတတ်တဲ့စားစရာတွေကိုလက်လန်းမိတဲ့လောက်ပုံဖော်ထားတာပဲဖြစ်ပါတယ်နောက် podcast လေးမှာလည်းဘလို့စားစရာတွေဘလို့အကြောင်းအရာတွေနဲ့တူတူတင်ဆက်ပေးသွားအောင်လဲဆိုတာကိုဆောင်ရွက်ပေးကြပါအောင်နော်ဒီနာလေးကိုအားလုံးပဲတက်တာပါ